ဒီဘက်ကလေးကတနာဆရာပေါ့နော်သူရဲ့ပါဇက်မှာပါလေရီခဲကအဲ့မှာပိတ်နေတယ်ပေါ့နော်အဲ့ခါကျတော့တကားမှာလာပြီးတော့အကူကြီးလာတောင်းတယ်ပေါ့နော်လူတွေစီမှာကူညီရမယ်ဆိုပြီးတော့လာတဲ့ခါမှာတနာတက်တဲ့လူဖြစ်တဲ့အတွက်ပေါ့နော်အဲ့မှာလာပြီးတော့တကားကိုဖွင့်ပေးတယ်ပေါ့နော်ဖွင့်ပေးပြီးတော့အဲ့မှာသူ့ရဲ့ပါဇက်မှာပိတ်မိနေတဲ့ရီခဲကိုသူကချစ်ထုတ်လိုက်တယ်ချစ်ထုတ်နောက်ပိုင်းမှာသူ့ကိုလည်းအစာကျွေးတယ်ပေါ့နော်အစာကျွေးပြီးတော့တကားအပြင်ကိုနော်ပြန်ပြီးတော့လွတ်လိုက်တယ်အဲ့မှာနောက်ထပ်တစ်မျိုးအကူကြီးထပ်တောင်းရှာတယ်ပေါ့နော်တနာဆရာလေးပါစနိုးကြားထဲမှာလူပါတယ်ဘယ်နှခေါ်သွားမလဲကြည့်အောင်သူ့ရဲ့ဒီမှာသူ့ရဲ့ဥနှလုံးရှိတယ်ပေါ့နော်အဲ့နေရာမှာဥကိုအဲ့မှာအဲ့လူကတနာစွာနဲ့အိမ်ထဲကိုပြန်ပြီးတော့ယူလာတယ်ပေါ့နော်သူ့ရဲ့ဂါရတ်ထဲမှာထားတယ်ပေါ့နော်အဲ့မှာရက်ငငယ်နံပါတ်တော့ကြားတဲ့ခါမှာတော့အဲ့ဟာပြန်ပေါက်လာတယ်ပေါ့နော်ပေါက်လာတဲ့ခါမှာဒီပါဦးတနာဆရာလေးတာမီအဲ့မှာသူတို့ကြီးကူးလို့ရအောင်ဒီမှာဟိုလုံလိုက်တယ်ပြီးလို့ရှိရင် spring ရောက်တဲ့ခါမှာသူတို့ကိုအဲ့မှာပြန်လွတ်လိုက်တယ်ပေါ့နော်လွတ်တာမကပဲသူတို့အတွက်အဲ့မှာဖောင်းလေးတစ်ခုဖြစ်အောင်သူတို့ဒီကူးလို့ရအောင်လှုပ်ပေးလိုက်တယ်တကယ်ပဲပေါ့နော်တကယ်ကောင်းတဲ့စိတ်ထားကောင်းတဲ့လူသားဖြစ်တယ်လို့ပြောရမှာပေါ့နော်ပြောမှဆိုရှင်ဒါကတနာကျင်နာတက်တဲ့လူစီမှာတော့တကယ်ပဲဒါကပြန်ပြီးတော့တပံပြန်လဲပြီးတော့လူကိုပြန်ပြီးတော့အကျိုးပြုတဲ့အရာဖြစ်တယ်ပေါ့နော်ပြောမှလူများကိုကူညီခြင်းဟာနောက်တစ်ချိန်ကိုခက်ကြုံတွေ့လို့ရှိရင်ကိုပြန်ပြီးတော့ကူညီပြန်ပြီးတော့ရနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါတင်ခါစားယူရမယ့်အရာတစ်ခုဖြစ်ပါတယ်